ဝါပြပြီဝိုင်းနေပါဖြစ်သွားပြီဗျာရှန်ခေါ်လေးစလင်းမကျောင်းဆရာ17မှတ်ဂျူစင်မတ်မှာတော့ရှန်ခေါ်လေးကတော့ point ဆိုတဲ့အမှတ်ကိုရယူလိုက်ပြီနော်ချင်းဝါသနာရှင်ကြီးကိုအားလုံးမင်္ဂလာပါမြန်မာချင်းလုံး YouTube Channel မှာတဖန်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့မှာတော့နိုင်ငံကျော်ကြီးစားကစားသမားလေးဖြစ်ဝမ်ဝမ်ဘရင်လို့လူသိများနဲ့ကျောင်းဆရာနဲ့တက်သစ္စာလူငယ်ကစားသမားလေးဖြစ်တဲ့ရှန်ခေါ်လေးလို့ရဲ့တိုက်က9ပေ9စာဖေးရိုးရိုးထိုး4ပေစီတီပွဲကြီးကိုတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိကြည့်ရှုအားပေးသွားကြပါအောင်ခင်ဗျာချင်းဝါသနာရှင်ကြီးကိုအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျောင်းဆရာဘဲရှိခွင့်ရိုးရိုးထိုးရှန်ခေါ်လေးကညာရှိခွင့်ရိုးရိုးထိုးနှစ်ယောက်လုံးကြိုက်လို့ကြော်လို့ရပါတယ်နော်စီကတော့4ပေစီပြအလေတဲကတော့17သိန်းနဲ့ပါနော်တာကြီးမများပါဘူးနော်ဒါချန်ခေါ်လို့လည်းသူတို့နိုင်နဲ့ကျင်းနဲ့ချကြတာပါနော်ဒါဘေးကြီးတဲ့ဟိုဘက်ဒီဘက်ဆွဲကြပါတယ်သူတို့ကဲဝမ်ဝမ်ပွဲစဉ်ရိုးရိုးထိုးဆိုတော်တော်ရိုးစိတ်ဝင်စားဖို့ကောင်းပြီဗျာနော်ဒီပွဲစဉ်ကိုလည်းကျွန်တော်ပေးလေးကို share လေးနဲ့ကူညီလေးပါအောင်နော်ကျွန်တော်မတောင်းဆိုပါဘူးဒီပွဲစဉ်လေးကိုပဲတောင်းဆိုတာပါနော်ဘာလို့လဲဆိုဒီပွဲစဉ်ကတခြားဝါသနာရှင်ကြီးကိုလည်းအကိုရဲ့ share တစ်ချက်ကြောင့်တွေ့ပြီးတော့ကြည့်ချလို့ရအောင်ပါနော်ဆရာတို့ဒီညကြီးတစ်ချက်ချင်းမရမရှိတော့ဘူးဆော့ကြည့်ပြောရတယ်ကဲကျောင်းဆရာစားပေးပွဲစပါပြီဗျကျောင်းဆရာစားပေးတစ်လုံးစပေါက်ပြီဗျာဝမ်းလက်ပါကောင်းလိုက်တာဗျာဥမာလေးဆက်ပြီးကျွန်တော်အောင်နေမှာဟုတ်လားလက်ဝမ်းပါဗျာဝမ်းလက်ပါဗျာကဲကျောင်းဆရာတမတ်ရှန်ခေါ်လေးအမှတ်မရသေးဘူးဗျာကောင်းတယ်ရှန်ခေါ်အလာလာလာကောင်းလိုက်တာရှန်ခေါ်လေးကြည့်လို့ရပါနော်ဒီရှန်ခေါ်လေးတော်တော်ကောင်းတယ်နော်ဆမ်းကဲအမှတ်ကတော့လက်ဝမ်းပါဗျာမိဘစင်ထွက်တယ်ဗျာငါပါလိုက်တာငါသမီးဟာကြားလေးကဲရကဲလက်ဝမ်းပါဗျယူမလားတစ်စက်ခွန်ခင်ဗျားတို့ကြားမိတယ်ကောင်းလိုက်တာဗျာဆိုတော့ဟုတ်ပိတ်ပြီပေးကြည့်ရရာပါဟေးကဲကျောင်းဆရာပဲစားပေးတစ်လုံးပေါက်သွားပြီဗျာကျောင်းဆရာပဲစားပေးလိုင်းပေါ်မှာတစ်လုံးပေါက်သွားပြန်ပြီဗျာကျောင်းဆရာပဲစားပေးတစ်လုံးပေါက်သွားပြန်ပြီဗျာဟိုးဝမ်းပါဗျဒီပွဲလေး reaction လုပ်ချင်လို့ခွင့်ပြုပါဟုတ်ကဲ့ချဗျာနော်ကျွန်တော်တို့မချကဲကျောင်းဆရာစားပေးပိုက်မကြုံနော်ကဲရှန်ခေါ်လေးစားပေးပါဗျမိဘကောင်းလိုက်တာရှန်ခေါ်လေးကောင်းလိုက်တာဗျာ4-2ပါကောင်းလိုက်တဲ့ရှန်ခေါ်လေးဒူးဖိုးပါဗျကဲရှန်ခေါ်လေးနံပါတ်ကျောင်းဆရာ4မှတ်ပါနော်စိတ်ကိုငြိမ်ငြိမ်ထားဖျားအာရုံပြုပါတဲ့ဘုညာပြောနေငါဘုရားရှင်ကိုအရှင်မကဘုရားရှင်ကိုဆရာလေးကောင်းတော့မလဲဒီတပြည့်ရှင်ကိုကောင်းတယ်4-2ပါကဲကျောင်းဆရာ4မှတ်ရှန်ခေါ်လေး2မှတ်မိဝါပြီကဲကျောင်းဆရာအပိုင်ပုတ်တဲ့နေရာမှာဝေးသွားတယ်ဗျာတကယ်ကိုနစ်နာတယ်လို့တော့မြင်တယ်နော်ဒီလုံးကပိုက်ပေါ်ပုတ်တဲ့လုံးဝေးသွားတယ်ဗျာနော်2-4ပါဗျကိုထုခတ်မင်္ဂလာပါဗျကောင်းတယ်4-2ကောင်းတယ်မိတယ်ဝေးသွားတယ်2-4ပါဗျကဲရှန်ခေါ်လေး2မှတ်ကျောင်းဆရာ4မှတ်ပါဗျဒီပွဲစဉ်စားပဲနှစ်ဖက်ရိုးထိုးပါနော်ကျောင်းဆရာဘဲရှိခွင့်ထိုးပါ
ရှန်ခေါ်လေးရဲ့ညာရှိခွင်ထိုးပါဗျရှန်ခေါ်လေးရဲ့ position တစ်လုံးပေါက်သွားပြီဗျာ3-4ပါ3-4ပါဗျ ပွင့်လို့ရတယ်ပွင့်လို့နောက်ကလူကစလုံးမိ ကဲမကတော့3-4ပါဗျဝေးသွားတယ်4-3ပါဗျမရှိသေးပါဘူးကိုမိုးသူစာကြီးရှိတဲ့ပွဲပြတ်သွားတယ်ဗျဟုတ်ကဲ့မလိုက်နာလေးမင်္ဂလာပါကဲမကတော့4-3ပါဗျကျောင်းစရာစားပြီး line ပေါ်မှာတစ်လုံးပေါက်သွားပြန်ပြီဗျာဟုတ်ကောဟုတ်ပါမလားတဲ့နော်ဘယ်ကြီးကတော်တော်ရွတ်ကောင်းလုံးပါနော်ယူทู5-3ပါနော် line ပေါ်မှာတော်တော်ရွတ်တိကျလုံးတယ်ဗျာနော်ကဲကျောင်းစရာ9မှတ်ရှန်ခေါ်လေး3မှတ်ကျောင်းစရာစားပြီး line ပေါ်မှာတစ်လုံးပေါက်သွားပြန်ပြီဗျာ6-3မိဝါပြီပါလာတယ်ကောင်းတယ်ရှန်ခေါ်လေး3-6ပါဗျဟုတ်တယ်မလိုက်သားလေးလူမိုင်းနဲ့ငွေအတူမနေတယ်မဟုတ်ပါဘူးဗျနော်ငွေနဲ့လူမိုင်းအတူမနေတာပါကောင်းတယ်6-3ပါဗျကဲမကတော့6-3ပါဗျမဖြစ်ပါဘူးဦးမင်းမိုင်း BJ ကောင်းတယ်ရှန်ခေါ်လေး3-6ပါဗျကဲရှန်ခေါ်လေး3မှတ်ကျောင်းစရာ6မှတ်ပါဗျရှန်ခေါ်လေးစားပြီးနည်းနည်းလေးဝေးသွားတယ်ဗျနော်ထိုးခြင်းလည်းကောင်းတယ်ဗျဟုတ်တယ်ကောင်းနိုင်ကိုဘယ်နဲ့ line ဒီ line တွေထိုးမြန်နော် line ပေါ်လေးကြီးပဲဗျနော်မိပြီ7-3ဖြစ်သွားပြီဗျာကဲရှန်ခေါ်လေး3မှတ်ကျောင်းစရာ9မှတ်မိပြီပြစ်တာခေါင်းလားမင်းခေါင်းလား အောင်လိုက်တာဗျာ4-7ဖြစ်သွားပြီဗျကျောင်းစရာပုတ်ချင်းတော့ရှန်ခေါ်လေးတစ်လုံးဆက်ပြီးတော့တမတ်ယူပါပြီဗျနော်ကောင်းတယ်7-4ပါကဲတန်းရောက်ခေါ်ရပါတယ်7-4ပါဗျနော်မိတယ်ကောင်းတယ်ရှန်ခေါ်လေးခုံတော့မခုံဘူးဗျနော်တချောင်းတော့ကြီးอ่ะကဲရှန်ခေါ်လေး4မှတ်ကျောင်းစရာ9မှတ်ရှန်ခေါ်လေးစားပြီးနည်းနည်းလေးဝေးသွားပြန်တယ်နော်7-4ပါဗျထိုးချင်းကောင်းပါတယ်တိတိလေးတွေဝေးနေတာဗျနော်ကောင်းတယ်ရှန်ခေါ်ကဲအမှတ်ကတော့4-7ပါဗျအေးဘယ်လေးမင်းနဲ့ကလည်းမတွေ့လိုက်ကောင်းလိုက်တာဗျာ7-4ဝေးသွားတယ်နည်းနည်းလေးဗျာထိုးချင်းကောင်းပါတယ်နော်ကျောင်းဆက်ဒီလုံးလဲမဟုတ်ဗျ तू ကဒီပုံစံနဲ့နော် तू ကလေးခတ်တာ तू ကရှန်ခေါ်လေးကမိဝါပြီစင်ထွက်တယ်ဗျာတော်မေးကောင်းတယ်5-7ပါဗျကဲရှန်ခေါ်လေး9မှတ်ကျောင်းစရာ9မှတ်မိဝါပြီပိုက်ပါပါဗျ7-7ဖြစ်သွားပြီဗျာကဲရှန်ခေါ်လေး6မှတ်ကျောင်းစရာ9မှတ်ပါဗျကဲပွဲတော့အမှတ်ကွာနဲ့ရှန်ခေါ်လေးကတော့ထက်ချက်မကွာလိုက်ပြီး PR ပေးနေနော်7-7ပါဗျမိဝါဗျာမိပိုက်ပါပါပါဝါတယ်
7 စစ်ပါဗျာတကယ်ကိုရှမ်းခေါ်လေးခေါ်ကြရတော့ပါသွားတာတစ်စစ်အမတ်တမဲ့ခွင့်ရတော့ဆုံးချုံသွားတယ်ဗျာနော်တကယ်ကိုနစ်နာတယ်လို့တော့မြင်ပါတယ်နော်ဒီလုံးတာကောင်းတယ်စစ်7ပါဗျခုံတော့မခုံဗျာရှမ်းခေါ်လေးဒီလေးရမတူရှိဟိုဘကမတူရှိဟဲ့ဟုတ်ကဲ့မိကဲစင်ထွက်တယ်ဗျာ7စစ်ပါဗျကဲမကတော့7စစ်ပါကိုကြီးမရတော့ဘူးပြီနော်ကိုစော်လင်းကဲစင်ထွက်တယ်ဗျာကျောင်းစရာမိပြီအောင်မေးလိုက်တယ်နော်ကဲမကတော့7ပါဗျမိပြီခရိုဝိုင်းရောက်ရှိနေတယ်အော်ဘတ်တူပါပြီဗျာရှန်ခေါ်ရဲ့ကြိုးသားအထုံးမှုရတော့အရာထင်သွားမလားကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်နော်ကဲအမှတ်တူပါပြီဗျာ7 over ဗျဖတ်သိဦးလေဘယ်ကြီးခေါ်ပြရမလဲဟမ်ရိုင်းခဏလေးဒီစေးကိုတိုက်ပါမယ်ပါလာတယ်ကောင်းတယ်7 over ဗျစံခေါ်တလီလောက်တယ်ဟုတ်ကဲ့ကိုစော်လင်းကြီးကျွန်တော်ဘိုင်ဘာနဲ့ပို့ပေးကိုကြီးနိုင်ပါအေးကောင်းတယ်7 over ရပါဟေးကောင်းတယ်7 all ကောင်းတယ်7 over အားလုံးငါလီနော်ကောင်းတယ်7 over အေး7နဲ့စိုက်ချင်းသွားပြီဗျာကျောင်းဆရာချစ်မရှန်ခေါ်လေး9မှတ်ပါဗျမောနေဟုတ်လားအေး7ပါတရားမပေးနဲ့ကွာဆိုင်လာမယ်တန်ပေါ်ဟေးဝေးသွားတယ်9-7ဖြစ်သွားပြီဗျာကျောင်းဆရာကိုမရှာခေါ်လေး9မှတ်9-7ကဲမကတော့9-7 9မှတ်ပါဝေးသွားတယ်ကျောင်းဆရာနောက်ပွဲစာမျောနေတာမဟုတ်ဘူးမမျောဘူးနော်တပွဲတည်းပါတင်ပွဲလည်းမရှိဘူးနော်ဘူးနော်ရှန်ခေါ်လေးစားပစ်တလုံးပေါက်သွားပြီဗျာအိတ်9ပါဗျာရှန်ခေါ်စားပစ်မာရမပါဘူးဟဲ့
မိဝါပြန်ပြီချမ်းမိတယ်ချမ်းမိဝါပြန်ပြီကောင်းတယ်ရှာခေါ်လေအမတ်တူသွားပြီဗျာနိုင်အောဖြစ်သွားပြီဗျာတကယ်ကိုရှာခေါ်လေးရဲ့စွမ်းဆောင်ရည်ကြီးကလည်းတော်တော်တောင်ကြောက်စရာကောင်းလာပြီနော်ကျောင်းစရာတော့ရှိတ်မနေပဲနဲ့အကောင်းဆုံးစူးစမ်းပြီးကစားနေတယ်ဗျာနော်ရှာခေါ်ကတော့ကဲအမတ်တူနိုင်အောဖြစ်သွားပြီဗျာနော်ကဲနောက်ပိုင်းအမတ်တွေကိုဘယ်သူတွေမှားမလဲကျွန်တော်တို့စောင့်ကြည့်မယ်နော်အမတ်တူနိုင်အောပါဗျမိဝါဗျကဲစင်ထွက်တယ်ဗျာနိုင်အောပါဗျအမတ်တူနိုင်အောကောင်းတယ်ရှမ်းခေါ်လေးဟုတ်ကဲ့ပါကိုမောကြီးကဲမတ်တူနိုင်အောပါနော်ရှမ်းခေါ်ကိုမတ်ကျောင်းဆရာကိုမတ်ကောင်းတယ်နိုင်အောပါဗျစောပိုင်လေးကဲမတ်တူနိုင်အောပါကောင်းလိုက်တာဗျာရှမ်းခေါ်လေးနိုင်အောပါဗျကဲမှတ်ကလည်းမကွာဘူးဗျာနော်တူညီနေတယ်နော်ပါသွားတယ်ကန်နိုင်ဖြစ်သွားပြီဗျာရှန်ခေါ်လေးရဲ့စာပေကတော့ကြောက်စရာညာလိုက်ချင်းမှာဖြုတ်ချင်းထိုးပြီးတော့ပြန်ပါလာတဲ့လုံးတော့တမတ်မိမိရရဖန်ဆုပ်ထားလိုက်ပြီဗျာနော်တန်းနိုင်ဖြစ်သွားပြီဗျာကဲမကတော့တန်းနိုင်ပါဗျာရှန်ခေါ်စာပေပိုက်မကြော်လိုက်ဘူးဗျာနိုင်တန်းကဲကြောက်စရာကိုမတ်ရှန်ခေါ်လေး10မှတ်မိဝါပြီထိတယ်ကောင်းလိုက်တာဗျာတန်းအော်ဖြစ်သွားပြီဗျာကဲအမတ်တူညီသွားပါပြီ10မှတ်တူသွားပါပြီဗျာအလာလာမိဝါပြန်ပြီ11တန်းဖြစ်သွားပြီဗျာဒီလုံးကတော့ရှန်ခေါ်လေးရဲ့ဖွာပုတ်ချုံတော့ကျောင်းစရာသူပုတ်မဲ့လမ်းကြောင်းကြိုတင်ရက်ဆောက်နေတယ်လို့တော့ကျွန်တော်မြင်တွေ့လိုက်တယ်နော်တကယ်ကိုပါနဲ့တယ်လို့မြင်မှာနော်ဒီမှာက11တန်းဖြစ်သွားပြီဗျရာဒီပါဟေးကောင်းတယ်တန်း11ပါဗျကဲရှန်ခေါ်လေး10မှတ်ကျောင်းစရာ17မှတ်ပါနော်ဒီပွဲကျွန်တော် YouTube မှာလည်းလွှင့်တာနော် YouTube မှာလည်းတော့ကြည့်လို့ရပါနော်ကောင်းလိုက်တာဗျာ11တန်းဟုတ်တယ်ဘဲချီကွင် YouTube ပါကျောင်းစရာဟိုဘက်ကရှန်ခေါ်လေးညာချီကွင် YouTube နှစ်ဖက်အစုံကြော်ပါကျောင်းစရာစာပေပိုက်တိုးတယ်ဗျာနော်တန်း11မှာဟုတ်ကဲ့ကိုငိမ့်ချမ်းနေကောင်းတယ်ကျောင်းဆရာ11တန်း11တန်းပါဗျဆက်မထားနဲ့ရာဒီပါဟေးမိပါပြီကဲစင်ထွက်သွားတယ်ဗျာကဲမကတော့တန်း11ပါဗျတန်းရွေးကြောင်းတင်တော်တော်ကြာတော့ပြီ
မိသွားပြီကဲစင်ထွက်တယ်ဗျာ11တန်း ရာယူပါဟေး ပါလာတယ်ကောင်းတယ်ဗျာရှမ်းခေါ်တထောင်တော့ပါတယ်လို့တော့စတောင်းနဲ့မရမကလိုက်ထိတာတော်တော်ကောင်းသွားတယ်ဗျနော်မဟုတ်ရင်တော့ဒီဘက်ကကျောင်းဆရာတမတ်တက်သွားမှာဗျကဲမကတော့တန်း11ပါဗျ ဟေး 11တန်းကဲကျွန်စောတော့ good ပဲပြောတာဗျနော်နောက်ကနေ ရာယူပါဟေး ကောင်းလိုက်ကြဗျာချမ်းခေါ်တန်း11ပါဗျ ရာယူပါဟေး ဟာမိသွားပြီကောင်းလိုက်ကြဗျာ11အော်ဖြစ်သွားပြီဗျာကဲချမ်းခေါ်လေး17မှတ်ကျောင်းဆရာ17မှတ်နဲ့အမှတ်တူညီသွားပြီဗျာကဲဘာတွေဆက်ဖြစ်ကြမှာလဲ ရာယူပါဟေး 11အော် ရာယူပါဟေး Ini kok nggak ini kok beli kayu. ရှမ်းခေါ်လေးရဲ့ပုံချေကတော့ပိုက်ထိုးပြီးတော့တွဲ11ဖြစ်သွားပြီဗျာတွဲ11ပါဗျကဲကျောင်းဆရာ12မှတ်ရှမ်းခေါ်လေး17မှတ် ဝေးသွားတယ်11တွဲဟုတ်ကဲ့ဦးစောကြီး ရာယူပါဟေး မိသွားပြီကောင်းလိုက်တာဗျာတွဲဩဖြစ်သွားပြီဗျာကဲရှန်ခေါ်12မှတ်ကျောင်းဆရာ12မှတ်အမှတ်တူညီသွားပြီဗျာနော်ကဲတွဲဩပါဗျာ ဟေး ကောင်းလိုက်တာတွဲဩကဲတိုင်းအောင်ပါတွဲဩပါဗျာ ကဲဘာရှိလဲနောက်ကိုပြောရတယ်ကဲဘာရှိလဲနောက်ဘာရှိလဲ ကဲဘသူထမင်းစားလက်မှတ်ကိုရင်စရမလဲကြည့်မယ်နော်အမှတ်တူတွဲဩရင်ခုံစရာပါကောင်းနေတွဲဩပါကဲအမှတ်တူတွဲဩဗျ ရာယူပါဟေး မိပြီထပ်ပြီတယ်ကောင်းလိုက်တာဗျာတကယ်ကိုရှမ်းခေါ်လေးအခွင့်အရေးကောင်းတစ်ခုကိုရရှိခဲ့ပြီမဲ့လေအကောင်းဆုံးအသုံးမချထားနိုင်ခဲ့ဘူးဗျာနော်ဒီလုံးသာအကောင်းဆုံးသုံးချထားနိုင်ခဲ့ရင်တော့ရှမ်းခေါ်လေး73မှတ်စရောက်သွားမှာဗျာကဲအခုတော့တွဲဩပဲဗျာမြင်တွေ့တဲ့အတိုင်းပဲဗျာနော်အမတ်တူတွဲဩပါဗျာ တွဲဟောရာယူပါဟေး အာလ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 ာကောင်းလိုက်တာဗျာတွဲဩပါဗျာပြန်ကူပြီးတော့ဟိုဂျာကန်နဲ့တယောက်ပေးထားပြီးတော့အဲ့လိုမျိုးလုပ်မှရအောင်နော်မခက်ပြန်အစုံအပုံစံမျိုးကဲအမတ်တူတွဲဩပါဗျာ
ကျောင်းဆရာရဲ့ခြေကုံ10ချင်းရတော့ချန်ခေါ်ဘက်ကိုပြန်ကျသွားတယ်ဗျာကဲကန်စာတာကြီးကတော့ကျောင်းဆရာဘက်ကိုပဲမြောက်ဦးလှည့်သွားပြီလားဆိုတော့ထင်မှတ်ဆရာကြီးနော်ဟုတ်တွဲမိဗျာကဲစင်ထွက်တယ်ဗျာတွဲဟုတ်ပါအောင်နေလိုက်ပါ ညာထိုးတော့ပေးတဲ့ထူးနေထားရဆိုလိုလုံးကြီးကျွန်တော်တို့ဒါကျေးစားခန့်နေတာကူနော်ညာချင်းရောက်ချန်ခေါ်ဘယ်လိုတွက်ကတ်လို့ရမလဲကူနော်ကဲအမတ်တွဲဟုတ်ပါချန်ခေါ်12မှတ်ကျောင်းဆရာ73မှတ်ကောင်းတယ်ဟုတ်တွဲကဲမက်ကတော့ဟုတ်တွဲဘာကြီးပွဲဘယ်ဘက်ကပြတ်တာလဲတော့မသိဘူးပြအဲ့တော့ဘယ်ဘက်ကပြတ်တာလဲမသိဘူးပြတ်တာတော့သိကောင်းတယ်တွဲဟုတ်ပါကစားသမားကလိုက်ပြီးတော့ဖောင်းပြောရတယ်အော်တိုဘန်းတက်တယ်နော်ကျွန်တော်ကဲမက်ကတော့တွဲဟုတ်ပါမိဝါပြီလာအော်ပြန်ဆင်းသွားပြီဗျာကောင်းတယ်အဒီကောင်းတယ် ကဲတန်အော်ဖြစ်သွားပြီဗျာကောင်းလိုက်တာဗျာတန်အော်ပါဗျာကောင်းတယ်တန်အော်ပါကဲဂျူးစင်မမှာဘသူမှအမှတ်မတက်ကြသေးဘူးเนาะကျောင်းဆရာ10မှတ်ချန်ခေါ်လေး10မှတ်ဒါဂျူးစင်မတ်ပါဗျကောင်းတယ်တန်အော်ချန်ခေါ်လေးရဲ့စာပေကျောင်းဆရာဘယ်တိုင်းထဲမှာတလုံးပေါက်သွားပြီဗျာ11တန်းပါကဲဂျူစင်မတ်မှာချန်ခေါ်လေးတမတ်အတာနဲ့ပြန်လဲဥဆောင်လိုက်ပြီဗျာနော်11တန်းကောင်းတယ်တန်း11ကဲကျောင်းဆရာ10မှတ်ချန်ခေါ်လေး17မှတ်ဒါဂျူစင်မှတ်ပါဗျာနော်မိဝါပြီကောင်းလိုက်ကြဗျာလေဘာအော်ဖြစ်သွားပြီဗျာနော်ကဲချန်ခေါ်လေးဘတ်ချင်းတော့ကျောင်းဆရာပပနဲ့ဆယ်မိပြီးတော့တမတ်ယူသွားပြီဗျာနော်11အော်ဖြစ်သွားပြီဗျာ11အော်နည်းနည်းလေးဝေးသွားတယ်ဗျာ11အော်ပါဗျာအေးခိုင်မြဲရေး11 over ရာဒီပါဟေးပြီဗျာပြီစင်ထွက်တယ်ဗျာ11 over သူကောင်းတာလေကောင်းတယ် ဘယ်ကနေမဒီအောင်နေမိရမှာဒီပြီးတဲ့နယ်လို့ဘယ်နှလုံးအောင်လုပ်လဲပန်းနေလို့ကမရှိ11 over ဗျဝေးသွားတယ်ကဲဂျူးစင်မတ်မှာ11 over ဗျကောင်းလိုက်တာဗျာ11 over ရာဒီပါဟေး
11 all ကိုမောင်မြတ်စိုးကြီးအကိုကြီးရှမ်းခေါ်လေးကိုလာခက်ကြည့်ပါဦးကိုကြီးယူလို့နော် 他听棒了，买那个哎， ဒါကိုကြီးကောင်းပါဆိုလူလာပြီးတော့ယူလို့လာခက်ကြည့်ပါနော် 你妈装吧， အခုပြောတာမဟုတ်နော်တကယ်ယူလို့ကောင်းတဲ့လူတွေခေါ်ပြီးလာခက်ကြည့်ပါဒီမှာ 贝贝， ကောင်းလိုက်တာဗျာ11 all မရွှေမတက်ရက်နေတက်ရှင်9လုံး3လုံးမိမှာကဲ11 all ပါကောင်းတယ်11 all ပါမရွှေလို့မရဘူးကိုကြီးဘာလို့လဲဆိုတော့ချန်ခေါ်လေးကဒီလိုခွဲတာပဲရှိရလीနော်မိမှာ तू ကမိနိုင်တယ်အဲကြောင့်မလို့ကဲဂျူးစင်မတ်မှာ11 all ဖြစ်နေနော်အဲ့ဒီကွက်ကြမနေ့ကပြောမှန်လိုက်တာအဲ့လိုလည်းမဟုတ်ပါဘူးဦးလေးကျော်ကြီးကျွန်တော်တို့ကလမ်းစဉ်လေးတွေနည်းနည်းပြောပြတော့เนาะဘာလို့လဲတစ်ခါကြားလို့ရှိရင်ဒီပွဲစဉ်ကဒါအခုကြာနေလို့လေမြန်သွားလို့ရှိရင်လည်းကျွန်တော်တို့ပြောရတဲ့တက်တက်စင်လွဲရင်လည်းလွဲသွားတယ်လေဟောပေါ့သဘောတရားအရကျွန်တော်တို့ချန်ခေါ်လေးပုံစံလည်းသိတယ်ကျောင်းဆက်လေးရဲ့ကျောင်းဆရာရဲ့ခပ်ပေါက်ကိုလည်းသိလို့ကျွန်တော်ခက်မှန်ပြီးရေးပေးလိုက်တာဟန်တာချန်ခေါ်လေးဖြစ်နေတာဟန်တာကတ်လို့မရပါဘူးเนาะဟန်တာကတ်လို့မရမေးကြည့်ပါမေးကြည့်ပါเนาะယူထိုးအိုပန်ထိုးကောင်းလိုက်တာဗျာချန်ခေါ်လေး11 all ပါဗျမပြန်တော့သေးဘူးကြကိုထူးမိဝါပြီထပ်ပြီးဝါပြန်ပြီဟောင်းသွားတယ်ဗျာဒီလုံးလဲချန်ခေါ်လေးအမတ်တက်နိုင်လောက်တဲ့အနေအထားမျိုးကြီးကြုံခဲ့ပြီမဲ့လေလက်လွတ်ဆုံးချုံသွားပြန်ပြီเนาะဒီကတော့တကယ်ကိုနစ်နာတယ်လို့တော့မြင်နေပြန်เนาะဘာလို့လဲဆိုတော့ဒီလိုအမတ်ကြီးမျိုးမှာခွင့်ရေးကောင်းတွေကိုဖြုံတီးဖြစ်တာတော့တကယ်ကိုနိုင်ပွဲရဖို့အတွက်ခက်ခဲသွားမယ်လို့မြင်တယ်เนาะဒါမဲ့လည်းအမှတ်ကတော့11 off ဖြစ်နေတယ်เนาะကောင်းတယ်ချန်ခေါ်လေး11 off ပါဗျကဲ11 all ပါဒီလုံးလဲချန်ခေါ်လေးဆယ်ပြီးထောင်တဲ့လုံးနောက်ဆုံးအဆုံးသက်ကန်တဲ့နေရာမှာတော့ပိုက်မကြော်လိုက်ဘူးဗျာခွင့်ရေးကောင်းတွေတော့ဖြုံတီးဖြစ်တယ်လို့ဖြစ်နေရနော်ချန်ခေါ်လေးကဲကျောင်းဆရာ17မှတ်ချန်ခေါ်လေး17မှတ်ဒါဂျူးစင်အမှတ်တွေပြန်နော်နောက်ထပ်ဂျူးတွေမရှိတော့ပါဘူးကျောင်းဆရာစာပေနည်းနည်းလေးဝေးသွားတယ်ဗျာ11 all ပါမိဝါပြပြီကောင်းလိုက်တာဗျာချန်ခေါ်လေးတွဲလည်းပါဖြစ်သွားပြီဗျာကျောင်းဆရာပုတ်ချင်တော့ချန်ခေါ်လေး10ပြီးတမတ်ယူသွားပြီเนาะတွဲလည်းပါမှာဗျကဲမကတော့တွဲလည်းပါဖြစ်သွားပါပြီဆန်ခေါ်လေးရဲ့ဖြုတ်ချင်ရတော့တလုံးပေါက်သွားပြန်ပြီဗျာဟုတ်11ဖြစ်သွားပြီဗျာအမကတော့ဟုတ်11ဖြစ်သွားပြီဗျာကဲချန်ခေါ်လေး73မှတ်ကျောင်းဆရာ17မှတ်ဝေးသွားတယ်11ဟုတ်ပါတလုံးနဲ့တက်ရစကားပြောလာပြီဟုတ်11မှာ
ကဲအမှတ်ကတော့11ဟုတ်11ပါမိဝါပြပြီဝိုင်း11ဖြစ်သွားပြီဗျာရှန်ခေါ်လေး14မှတ်ကျောင်းဆရာ17မှတ်ဂျူစင်မှတ်မှာတော့ရှန်ခေါ်လေးကတော့ point ဆိုတဲ့အမှတ်ကိုရယူလိုက်ပြီနော်ဘိုးပုံစံမျိုးလေးနော် စီရမ်း point 11မှာမိဝါပြီပြီးဆုံးပါ15မှတ်17မှတ်နဲ့ရှန်ခေါ်လေးကတော့ကျောင်းဆရာတို့အနိုင်ရရှိသွားပြီနော်ကဲ line ပေါ်ကကြည့်ချူကြတဲ့ဝါသနာရှင်ညီကိုလည်းဒီပွဲလေးကိုကြည့်ချူခဲ့တာခြေနဲ့နှစ်သက်မယ်လို့ထင်ပါနော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်နော်